သူ့ဇနီးကမုတ်ဖတ်ထုတ်တစ်ပတ်ကန်လာချပေးပေမဲ့တလုတ်စားပြီးတာနဲ့တူကိုချလိုက်ပြီးအခန်းတိုင်းကိုလိုက်ရှာပါတော့တယ်။သူအိတ်ခမ်းတကားကိုအရင်ဆုံးတွန်းဖွင့်လိုက်ချိန်မှာသူ့ဇနီးကတော့အပေါ်ယုံအင်ကြီးကိုကင်ထားရင်းစပွဲနားမှာပဲရက်နေမိပါတယ်။ပြီးတော့သူဝရဏာကကလားကကိုဆွဲဖွင့်ပြီးဂိုတောင်ကန်းကိုပါစစ်ဆေးကြည့်လိုက်ပါတယ်။အစားအသောက်တစ်ခုခုဖြစ်နေပြီလို့ထင်ပြီးသူကြောက်သွားကရှင်းပြဖို့အလုပ်မှာပါပဲ။ဒါပေမဲ့နောက်ဆုံးခန်းကနေထွက်လာတဲ့အချိန်မှာတော့သူ့မျက်လုံးတွေကရဲနေပါပြီ။သူ့ဇနီးကမနေနိုင်တော့ပဲဘာကိုလိုက်ရှာနေတာလဲလို့မေးလိုက်ပါတယ်။ကျွန်တော်အမေရောက်နေတာလား။သူ့ဇနီးကြောင်သွားတယ်။ဘာလို့အဲ့ဒီလိုမေးရတာလဲ။သူ့စပွဲပေါ်ကမုတ်ဖတ်ထုတ်ကိုငုံကြည့်ပြီးကိုထင်တာမှားမလားဆိုတဲ့စိုးရိမ်စိတ်နဲ့နောက်တစ်ခုကိုကောက်ယူပြီးအနှဲငယ်စားကြည့်လိုက်တယ်။နောက်တစ်စက္ကန့်မှာတော့သူ့လက်ချောင်းတွေလှုပ်ရှားသွားပြီးအတန်တွေတုံရင်လာပါတော့တယ်။ကျွန်တော်အမေလောက်ဒီအရသာမျိုးထွက်အောင်ဘယ်သူမှမလုပ်နိုင်ဘူး။သူအဲ့ဒါကိုကောင်းကောင်းသိပါတယ်။အဖုံးကတိတ်မပါသလိုအနားသက်တွေကလည်းနည်းနည်းမညီမညာဖြစ်နေတယ်။အစာတုတ်ကအသားတသက်မဟုတ်ပဲမုံလာဦးအစိတ်မွာလေးတွေရောထားတယ်။ကြိုက်လိုက်ရင်အနှဲငယ်ကျွတ်ရွနေပြီးအဆုံးသက်မှာချင်းအနှံ့လေးအနှဲငယ်ရနေတယ်။သူငငယ်ကစောင်းရသည့်တိုင်းဆိုရင်သူ့အမေကအသားသေးကြီးတယ်လို့ပြောပြီးအစာတုတ်ထဲမှာမုံလာဦးတွေအများကြီးထည့်လိရှိတယ်။ဒါပေမဲ့လည်းအယိုးရှင်းဆုံးပါဝင်ပစ္စည်းတွေကိုလူတွေတစ်သက်လုံးလွမ်းနေရမယ်။အရသာမျိုးဖြစ်အောင်သူဘယ်လိုလုပ်တတ်မှန်းမသိပါဘူး။တွေးလေလေသူ့အမေရောက်နေတာတေချာလေးလေးပါပဲ။သူ့ဇနီးအပေါ်တောင်နည်းနည်းစိတ်ဆိုးမိပါသေးတယ်။ရှင်တို့နှစ်ယောက်တိုင်ပင်ထားတာလား။အမေကျွန်တော်ကိုအံ့ဩသွားအောင်လုပ်တာလား။သူ့ဇနီးကချက်ချင်းမဖြေပါဘူး။သူမခေါင်းငုံပြီးအိုးဖုံးကိုပြန်ဖုံးလိုက်တာကိုကြည့်ပြီးတိတ်ဆိတ်နေတာကသူ့ကိုပိုပြီးစိုးရိမ်လာစေပါတယ်။ဒါကြောင့်သူတကားနာကဖနက်စင်ကိုတွားစစ်လိုက်တယ်။သူ့အမေရဲ့ဖနက်အဟောင်းတွေအဲ့ဒီမှာမရှိပါဘူး။သူ့ဧကန်းကိုဖွင့်ကြည့်လိုက်တော့အိယာကတက်တက်ရက်ရက်ဖြစ်နေပါတယ်။ပြီးတော့ရေချိုးကန်းကိုပါစစ်ဆေးကြည့်လိုက်ပါသေးတယ်။အိမ်ကတိတ်ဆိတ်လုံးလို့မိဖို့ကြောင့်ကထွက်တဲ့ရေနွေးငွေ့တန်လောက်ပဲကြားရတော့တယ်။သူ့အမေအဲ့ဒီမှာမရှိပါဘူး။သူ့ဧကန်းအလဲမှာရက်နေပြီးသူ့မျက်နှာပေါ်ကမျောလင်းချက်တွေတဖြည်းဖြည်းပျောက်ကွယ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာသူကိုရေစရာကောင်းလိုက်တာလို့ရုတ်တရက်ခံစားလိုက်ရပါတယ်။အသက်30ကျော်အရွယ်လူတစ်ယောက်ကမုတ်ဖတ်ထုတ်တပန်းကန်အတွက်နဲ့အမေကိုလိုက်ရှာရင်းအိမ်တအိမ်လုံးပတ်ပြေးနေတာလေ။အဲ့ဒီတော့မှသူ့ဇနီးကအမေမလာပါဘူးလို့တိုးတိုးလေးပြောလိုက်တယ်။ဒါဆိုဒီမုတ်ဖတ်ထုတ်တွေဘယ်ကရလာတာလဲ။သူ့ဇနီးကဖုန်းကိုလှမ်းပေးလိုက်ပါတယ်။ဖုန်းမျက်နှာပြင်ပေါ်မှာပစ္စည်းယောက်ျောင်းအတိပေးစာလေးပေါ်နေပါတယ်။ပစ္စည်းပို့သူရဲ့လိပ်စာကသူတို့ရဲ့ဇာတိမျိုးနယ်လေးဖြစ်နေပါတယ်။ပို့သူနာမည်မှာအမေလို့ရေးထားတာကိုမြင်လိုက်ရတဲ့အခါသူ့လက်ချောင်းတွေရုတ်တရက်တောင့်ခဲသွားပါတယ်။အဲ့ဒါကတော့3ရက်ညလွန်ခဲ့တုန်းကသူအလုပ်ကနေနောက်ကျပြီးအိမ်ပြန်ရောက်တဲ့အခါမစီမဆိုင်စကားတခုပြောလိုက်မိတာပါ။ကျွန်တော်အမေလုပ်တဲ့မုတ်ဖတ်ထုတ်မစားရတာကြာပြီ။အပြင်ကစားရတာတွေကဘယ်တော့မှဒီရတာမရဘူး။သူပြောပြီးချင်းပဲအဲ့ဒီအကြောင်းကိုမေ့သွားခဲ့တာပါ။ဒါပေမဲ့သူ့ဇနီးကတော့မှတ်မိနေပါတယ်။နောက်တနေ့မနက်စောစောမှာပဲသူမသူ့အမေစီတိတ်တိတ်လေးဖုန်းခေါ်လိုက်တယ်။သူ့အမေကမုတ်ဖတ်ထုတ်စားခြင်းနဲ့ဆိုတာသိလိုက်ရတော့အရင်ဆုံးရေလိုက်ပါတယ်။ဒါပေမဲ့သူစက်ရည်နေရင်းနဲ့ပဲသူ့အတန်တွေကအကွဲလာပါတယ်။သူငငယ်ကဒီမုတ်တွေကိုအရန်ကြိုက်ပြီးကြောင်းစင်းရင်တပကံလုံးကုန်အောင်စားနိုင်ခဲ့တာကိုပြောပြတယ်။အခုတော့ဝေးကွာတဲ့နေရာမှာနေရတော့လွမ်းပေမဲ့တခါမှမပြောခဲ့ဘူးလေ။သူ့ဇနီးကအစာတုတ်ကိုဘလို့အနှစ်လို့ရမလဲဆိုတာလောက်ပဲမေးဖို့စီစဉ်ထားတာပါ။ဖုန်းချလိုက်တာနဲ့သူ့အမေကချက်ချင်းပဲအသားတွေမုံလာဦးတွေနဲ့ဂျုံမုံတွေတွားဝယ်တော့မယ်လို့သူမလုံးဝမထင်ထားမိခဲ့ပါဘူး။အဲ့ဒီနေ့ကဇာတိမျိုးမှာအပူချိန်တွေရုတ်တရက်ကျဆင်းသွားခဲ့တယ်။သူ့အမေရဲ့ခြေထောက်တွေကနာနေပြီဖြစ်လို့အိမ်နီးနားချင်းတွေကအဲ့လောက်ဒုက္ခခံပြီးမလုပ်ပါနဲ့လို့တားကြတယ်။ဒါပေမဲ့သူကငါသားလေးစားချင်လို့လေငါလုံနိုင်တော့လုပ်ပေးလိုက်ရတာပေါ့လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အရာရာကချောမွေ့မနေပါဘူး။မုတ်ဖတ်ထုတ်တွေလုပ်ပြီးသွားတဲ့အခါလမ်းမှာပုတ်သွားမှာကိုသူစိုးရိမ်နေမိတယ်။ဒါကြောင့်သူကအေးခဲစနစ်နဲ့လေချောင်းပို့ဆောင်ရေးကိုစီစဉ်လိုက်ပါတယ်။ဒါပေမဲ့ပို့တဲ့အချိန်မှာတခုခုမှားယွင်းသွားပြီးပစ္စည်းကတစ်ချိန်မှာပြဿနာတစ်ခုကြောင့်နောက်ကျနေတယ်လို့အမှတ်သားလုပ်ခံလိုက်ရတယ်။သူ့ဇနီးကပစ္စည်းပို့တာရက်သွားတာကိုမြင်တော့ကြောက်လန့်ပြီးဖုန်းအကြိမ်ကြိမ်ခေါ်ခဲ့ရပါတယ်။နောက်ဆုံးတော့အပြင်ဘူးပျက်စီးသွားပြီးပြန်လဲပြင်ဆင်ဖို့လိုအပ်နေတာကိုသိလိုက်ရတယ်။သူသိသွားမှစိုးရိမ်လို့သူမအလုံးနောက်ကျမယ်လို့လိန်ပြောခဲ့ပြီးပစ္စည်းကိုသူမကိုယ်တိုင်သွားယူခဲ့ပါတယ်။ပို့ပြီးအံ့ဩစရာကောင်းတာကပစ္စည်းသွားယူတဲ့အချိန်မှာသူ့အမေဖုန်းထက်ခေါ်လာတာပါပဲ။ဖုန်းထဲမှာသူ့အမေကအရန်တိုးတိုးလေးပြောပြီးမုတ်ဖတ်ထုတ်လုံနေတော့မနေ့ကခြံထဲမှာလဲကျသွားတာကိုသူ့သားကိုမပြောဖို့တောင်းဆိုခဲ့တယ်။သူ့လက်ကောက်ဝက်ကရောင်နေပေမဲ့စေကန်းသွားပြပြီးဘာမှမဖြစ်ပါဘူးလို့ပြောပါတယ်။သူ့ဇနီးကငိုချင်စိတ်ကိုမနှဲထိန်ထားရပါတယ်။အမေရဲ့ဘာလို့အဲ့လောက်တောင်လုပ်ရတာလဲလို့မေးလိုက်တော့သူ့အမေကခဏလောက်တိတ်ဆိတ်သွားပြီးမှငါသားစားချင်တဲ့တနေ့ကျရင်ငါမလုပ်ပေးနိုင်တော့မှစိုးလို့ပါလို့ပြောလိုက်တယ်။သူ့ဇနီးကအဲ့ဒီအကြောင်းကိုသူ့ကိုဘယ်တော့မှမပြောရဲခဲ့ပါဘူး။တကယ်တော့သူနဲ့သူ့အမေကတယောက်နဲ့တယောက်စကားမပြောတာတဝက်လောက်ရှိနေပါပြီ။အစကတော့သူ့အမေကမြို့မှာလာနေခြင်းနဲ့လို့ဖုန်းထဲမှာပြောလိုက်မိတာကနေစတာပါပဲ။အဲ့ဒီတုန်းကသူ့အလုပ်မှာဖိအားတွေအများကြီးရှိနေတော့အမေလာလဲဘယ်သူမှအားမဟုတ်ဘူးမလာပါနဲ့လို့ပေါ့တန်ပြန်ပြောလိုက်မိတယ်။သူ့အမေကဘာမှထပ်မပြောတော့ပါဘူး။အေးပါဒါဆိုလဲမလာတော့ဘူးလို့ပဲပြောပါတယ်။အဲ့ဒီနောက်ပိုင်းသူ့အမေစာပို့တိုင်းသူအလုပ်ရှုပ်တယ်လို့ပဲပြောနေခဲ့တယ်။အမေဖုန်းခေါ်ရင်လဲသူအမြဲတမ်းအမြန်ချပစ်လိုက်တတ်တယ်။ဒါပေမဲ့ဖုန်းချပြီးတိုင်းသူ့အမေကဖုန်းကိုစပွဲပေါ်တင်ပြီးသူပြန်ခေါ်မလားဆိုတဲ့မျှော်လင့်ချက်နဲ့အကြာကြီးစိုက်ကြည့်နေတတ်တာကိုသူမသိခဲ့ပါဘူး။ဒါကြောင့်လဲဒီနေ့အဲ့ဒီအရာတာကိုမြည်ဆန်းလိုက်တဲ့အခါသူ့အမေရောက်နေပြီလို့သူတေချာပေါက်ထင်ခဲ့တာပါ။ဘာကြောင့်လဲဆိုတော့သူ့စိတ်ထဲမှာအမြဲတမ်းတောင်းပန်ဖို့ရှိနေလို့ပါ။သူ့ဇနီးရှင်းပြတာကိုကြားပြီးတဲ့နောက်မှာသူတခုခုနဲ့အပြင်းအထန်ထိခိုက်လိုက်ရတယ်လို့ခံစားလိုက်ရပါတယ်။သူခေါင်းငုံပြီးမုတ်ဖတ်ထုတ်ပကံကိုကြည့်လိုက်ပါတယ်။ရေနွေးငွေတွေတဖြည်းဖြည်းပျောက်ကွယ်သွားပေမဲ့အဲ့ဒီရင်းနှီးတဲ့အနံ့ကတော့ရှိနေသေးပါ။သူဖုန်းကိုကောက်ကင်ပြီးသူ့အမေနဲ့ချက်ကိုဖွင့်လိုက်ပါတယ်။နောက်ဆုံးစာကသူ့အမေပို့ထားတာပါ။အပြင်မှာအေးတယ်ရေအေးတွေတောက်မနေနဲ့အောင်သူပြန်မဖြေခဲ့ပါဘူး။သူ့မျက်ရည်တွေကဖုန်းမျက်နှာပြင်ပေါ်ကိုရုတ်တရက်ကျလာပါတယ်။သူ့ဇနီးကရေခဲတတာတဲကအပူထိန်အိတ်သေးလေးတစ်ခုကိုယူလာပါတယ်။အထဲမှာတော့ကြံနေတဲ့မုတ်ဖတ်ထုတ်တွေအပြင်နည်းနည်းတွန့်ကျင်နေတဲ့စာရွက်လေးတစ်ရွက်ပါလာပါတယ်။စာရွက်ပေါ်ကလက်ရေးကမညီမညာဖြစ်နေတယ်။သူ့အမေရေးထားတာပါ။မုတ်ဖတ်ထုတ်တွေတိတ်မပါဘူး။အခုလောလောဆယ်ဒါလေးပဲစားထားလိုက်အောင်။မင်းဇနီးပြောတာမင်းအလုပ်ရှုပ်နေတဲ့ပတ်စံရှာဖို့ပဲအာယုံမဆိုင်ပါနဲ့။အချိန်မှန်စားပါ။ဒီနှစ်မုံလာဦးတွေကလက်ဆက်ပြီးချိုးပါတယ်။အရသာရှိရင်နောက်တစ်ခါအမေထက်လုပ်ပေးမယ်။ဖတ်ပြီးတဲ့နောက်သူ့လက်တွေတုံရင်လုံးလို့စာရွက်ကိုတောင်ကောင်းကောင်းမကင်နိုင်တော့ပါဘူး။သူနောက်ဆုံးတော့နားလည်သွားပါပြီ။သူ့အမေမလာခဲ့ပါဘူး။မလာချင်လို့မဟုတ်ပဲသူ့ကိုဒုက္ခပေးမှစိုးရိမ်လို့ပါ။
သူဘာလို့ပြန်မဖြေတာလဲဆိုတာကိုလည်းမမေးခဲ့ပါဘူးမနာကျင်လို့မဟုတ်ပဲသူ့ကိုခက်ခဲအောင်မလုပ်ချင်လို့ပါသူလွမ်းသမျှအရာအလုံးကိုမုံညက်ထဲထည့်နေပြီးအစာတုတ်ထဲစိတ်နှစ်ကမုတ်ဖက်ထုတ်တလုံးချင်းစီတိုင်းကိုဂယုတစိုက်လိတ်ထားခဲ့တာပါပြီးတော့မိုင်းပေါင်းထောင်ချီဝေးကွာတဲ့နေရာကနေသူ့စီကိုတိုက်ရိုက်ပို့ပေးခဲ့တာပေါ့ရုတ်တရက်သူလှည့်ပြီးအိတ်ခမ်းထဲကိုဝင်သွားပါတယ်သူ့ဇနီးကသူ့အထဲမှာငိုဖို့ဝင်သွားတာလို့ထင်လိုက်ပါတယ်သူမလိုက်သွားဖို့ပြင်ဆင်နေတော့မှပဲသူခီးဆောင်အိတ်ကိုရှာဖွေနေတဲ့အတန်ကိုကြားလိုက်ရပါတယ်ခဏကြာမှပဲသူခီးဆောင်အိတ်ကိုဆွဲထုတ်လာခဲ့တယ်သူ့အတန်ကနင်းနင်းတဲတဲဖြစ်နေပေမဲ့ခိုင်မာနေပါတယ်